Hello အားလုံးပဲမင်္ဂလာပါစကင်းမင်း YouTube channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာဆိုရင်တော့ဒါမဲ့ M7 event အကြောင်းကိုအသေးစိတ်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ YouTube ကလည်းမလုပ်တာကြားနေပြီဆိုတော့ကကျွန်တော် channel လေး like subscribe လုပ်ပြီးတော့အပိတော့ခဲ့ဖို့တောင်းဆိုချင်ပါတယ်ကဲဒီတော့ဒါလက်ရှိမှာတော့ M7 skin ကို M6 Cloud skin နဲ့အစားထိုးပြပေးထားပါတယ်ကဲဒီမှာဆိုတော့တကယ်ဖြစ်လာမှာတော့ဒါ Granger ရဲ့ဒါ skin ပေါ့နော်ကဲဒီမှာဆိုတော့သူက level 1ဒီအရင်နှစ်တွေအတိုင်းပဲဒါဒီ M7 pass ရဲ့ M7 pass plus ရဲ့ဆိုပြီးရှိမှာပေါ့နော် UU pass နဲ့ pass plus ရဲ့ဆိုပြီးရှိမယ် UU pass က399လုံးနဲ့ဝယ်လို့ရမယ်ဒီ pass plus ကဆိုရင်တော့699လုံးနဲ့ဝယ်လို့ရမယ်ပေါ့နော်ကဲဒီတော့ဒီ pass plus နဲ့ဒီ UU pass နဲ့ပေါက်သွားမလဲဆိုတော့ဒီ pass plus က tail effect တွေနောက်တစ်ခုကဒီသူ့ရဲ့ action ပေါ့နော် action လေးတွေပါလာမယ်ပေါ့နော်နောက်ပြီးတော့သူကဒီ7 coin ပေါ့နော် 7 EXP ပေါ့ level EXP လေးတွေတိုးမယ်ဒီ UU pass တဲ့2ဆင့်တိုးမယ်ပေါ့နော်အဲ့ဒါပါပဲကျွန်တော်ထွေထူးမပါဘူး UU pass ပဲဝယ်လဲဒီ prime skin ကိုရတယ်ပေါ့နော်သူ့ရဲ့ test တွေတော့တေချာလောက်ဖို့တော့လိုတာပေါ့နော်ကဲဒီမှာဆိုတော့ဒါ M7 box ပေါ့နော် pass box လို့ပဲခေါ်ရမှာပေါ့သူဟာဆိုရင်တော့ဒီ M7 ရဲ့ UU pass ပါမယ်ပြီးတော့ EXP တွေပါမယ်ပေါ့နော်ဒါပါပဲနောက်တော့အများကြီးဘာမှမပါတော့နောက်တော့ point လေးဒီ coin လေးတွေပဲပါမှာပေါ့နော်ဒီလောက်ပါပဲအများကြီးဘာမှမပါဘူးအဲဒီမှာဖောက်လိုက်မယ်ဆိုတော့တစ်ခါဖောက်ရင်ဒီ90နဲ့ဖောက်တယ်ပေါ့နော်အရင်တော့20ပြအခုနောက်ပိုင်း50ဖြစ်သွားတယ်ထင်တယ်50ပြ50နဲ့ဖောက်မယ်ဖောက်တဲ့အခါမှာဒီ M7 pass ကန်ကောင်းရင်ပေါက်မယ်ကံမကောင်းဘူးဆိုတော့တခြားဟာလေးပေါက်မယ်ပေါ့နော်ဒီ M7 pass ပေါက်လိုက်တာနဲ့ဒီမျိုး pass ကိုအသက်သွင်းပြီးသားဖြစ်သွားမှာဖြစ်ပြီးတော့အခုလိုမျိုးဒီမှာဆိုတော့ cloud skin နဲ့အစားထိုးပြပေးတာပေါ့နော်ဒီ M7 line တော့ဒါ Granger skin ကိုဒါလိုက်ဒီ UU skin ကိုတန်းရမှာဖြစ်ပါတယ်အဲဒီတော့တော်တော်လေးတန်းတယ်လို့ပြောလို့ရတယ်အဲဒီတော့ဒီ pass ကိုမဝယ်ဘဲနဲ့အဲ့လိုမျိုးဖောက်လဲရပါတယ်အဲဒီတော့နောက်တစ်ခုအနေနဲ့ကဒါသူ့ရဲ့ဒါ in game level ဘာညာဒီပေါင်းဝင်လာတာကိုတစ်ချက်ကြည့်မှဆိုရင်တော့ဒီ emote လေးပါတယ်emote လေးတွေကနောက်တစ်ခုပြီးသွားရင်တော့ဒီရုပ်ပုံပေါင်းလေးတွေပါမယ်ပြီးသွားရင်ဒီ swing တွေဒီ effect လေးတွေပေါ့နော်ဒီ in game effect လေးတွေပါဝင်လာတာတွေ့ရမယ်နောက်ပြီးတော့ fee ရမယ် skin တွေနောက်တော့ဒီ action လေးတွေအဲ့လိုမျိုးတွေလည်းပါဝင်လာတာတွေ့ရပါမယ်ဒီတော့နောက်တော့ရုပ်ထုတွေပေါ့နော်ဒီမှာဆိုရင်တော့ဒါအရင်နှစ်က skin တွေကိုပဲအစားထိုးပြပေးထားတယ်ပေါ့နော်ဒီနှစ်မှာကတော့တခြား skin တွေပါဝင်လာမှာဖြစ်ပါတယ်နောက်က Brian အတွက်ဆိုရင်လည်းဒီ Brian အတွက်ဒီရုပ်ပုံပေါင်းဆိုရင်လည်းဒါရုပ်ပုံပေါင်းတွေက share ကြီးပေါ့နော်ဒီ Brian ကတော့ဒါ level 85မှာဒီ Brian skin ရမှာပေါ့နော်ဒီကန်ကြာဆိုတော့ဒီ level 85မှာပဲဒါပေမဲ့ test တွေကတော့တခြားလုပ်ဖို့လိုပါတယ်ဒီက test တွေကတော့နေ့စဉ် game ဝင်ရင် EXP 400ရမယ်ပြီးတော့ diamond ဖြစ်မယ်ဆိုရင် EXP 100နောက်ပြီးတော့တခြား game တွေပါဆော့ပေးမှာပေါ့ဗျာဒါဆိုတော့ EXP လေးတွေရမှာဖြစ်ပါတယ်ဒါကတော့ပထမဆုံးဒါ daily EXP ပေါ့နော် daily EXP ပြီးရင် week EXP ရမယ် test လေးတွေလည်းရှိသေးတယ်အကောင့်တွေကလည်းအတူတူပဲ gain ဆော့ပေးရမယ် K ရမယ်နောက်ပြီးတော့ဒီဘယ်လိုပြောမလဲဒီ like ပြီးတော့ဆော့ပေးရမှာပေါ့နော်နောက်ပိုင်းမျိုးဒီပွဲတွေသွားပြီးတော့ခံမှန်ပေးရမှာပေါ့နော်ပွဲတွေခံမှန်ပေးရမယ်ပွဲတွေခံမှန်ပြီးပေးနေလဲဒီဘယ်လိုပြောမလဲဒီ EXP တွေရမယ်ပေါ့နော်အဲ့ EXP တွေနဲ့ကျွန်တော်တို့ဒီ level တက်သွားမယ် level တက်သွားပြီးတော့မှဒါလေဒီ skin တွေရမှာဖြစ်ပါတယ်နောက်ပြီးသွားရင်တော့ကျွန်တော်တို့ဒီကိုလိုချင်တဲ့အသင်းကိုကျွန်တော် vote ပေးလို့ရမယ်ပေါ့နော်ဒါဆိုတော့ပါဝင်လာမဲ့ဒါ skin ဘာညာပေါ့ဗျာဒါတွေကတော့ဒီလောက်အရေးမကြီးပါဘူး brother တို့အကုန်လုံးလည်းသိပြီးကြပြီဖြစ်ပါလိမ့်မယ်ဒီတော့ဒီ event ကတော့တော်တော်လေးမှမိုက်တယ်လို့ပြောလို့ရတယ်ဒီမှာဒီ level တခါတည်းအများထက်များချင်တဲ့လူတွေကတော့လာချင်းပဲဘယ်လိုပြောမလဲဒီခုနကပေါက်မှာပေါ့သွားပြီးဖောက်လို့ရမယ်နောက်တစ်ခုအနေနဲ့တစ်ခုမိုက်တာတော့ဒါအရင်နှစ်တုန်းကအတိုင်းပဲဒီ skin ပေါ့နော်ဒီအရင်ပြီးခဲ့တဲ့ skin တွေကိုပြန်ယူလို့ရတဲ့ event ပါဝင်လာပါတယ်ဒါဆိုတော့ M coin လေးနဲ့ပေါ့နော်ဒါ M7 coin ဆို M7 coin လေးနဲ့ပေါ့နော် coin 50 1000အဲ့လိုမျိုးလဲလို့ရပါတယ်ဒီတော့ဒီ coin လေးတွေကတော့ဒီခုနကပြပေးလိုက်တဲ့ဒီ pass ကနေလေဒီ test တွေကနေလေရမယ် test တွေကနေလေဒီအဆင့်ဆင့်လေးလောက်ပြီးသွားရမယ်နောက်ပြီးတော့ဒီ box ဖောင်းရင်းနဲ့လေ test လေးရမယ်ပေါ့နော်ဒီတော့တော်တော်လေးမှမိုက်ပါတယ်ဒီ crystal တွေရတယ်ဆိုရင်လည်းဒီ crystal တွေနဲ့ဒါ skin ကိုသွားပြီးတော့လဲလို့ရပါတယ်နောက်ပြန်လဲကန်ကောင်းရင်လည်းဒီအထဲမှာပါတဲ့ skin တွေပေါ့နော်ဒီမှာဆိုတော့ဒါဒီ betrayal skin ပေါ့ betrayal skin လည်းတမ်းပြီးတော့ပေါက်နိုင်ပါတယ်ကဲဒီတော့အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်
ဒီတော့ကျွန်တော်နောက်ခုပြောချင်တာအဲ့တော့ကျွန်တော်ရဲ့ဒီ Telegram channel လေးကိုလည်း join ပေးထားဖို့ပြောချင်တယ် Telegram မှာ second shot လို့ရေးချလိုက်ရင်ပေါ်ပါတယ်เนาะခဲ့ဒီတော့ဒါတွေကတော့ဒါအရင်တူအတိုင်းပဲ test တွေလုပ်ရမယ်ဒါဒီလိုမျိုးဆော့ရမှာကတော့ဒါ brother တို့အားလုံးပဲခဲ့ဒီတော့နောက်တစ်ခုအနေနဲ့ကတော့ဒါအရင် series လာတိုင်း event တွေလာတိုင်းဒီ skin တကောင်ပေါ့เนาะဒါ skin ကန်ကောင်းမှဆိုရင် epic skin ထိ limited ဒါ limited lucky box skin တွေဒါ limited epic skin တွေထိရရဲ့ဒါ event တစ်ခုဖြစ်တယ်ပေါ့เนาะအဲ့ဟာဆိုတော့ဒါ M6 ပေါက်ပေါ့ဒါဆိုတော့ M6 နဲ့ပြတာပေါ့เนาะတကယ်လာမယ်ဆိုတော့ M7 ပေါက်ပေါ့သူကဆိုတော့ test လေးလောက်ရမယ် test လေးလောက်ပြီးတော့မှအဲ့ test အလိုက်ကျွန်တော်တို့ယူလို့ရမယ်ဥပမာဖြစ်ဒါက lesson ဒါအဆင့်1အဆင့်2အဆင့်3အဆင့်4အဆင့်5အထိရှိရပေါ့เนาะပြီးတော့အဆင့်3မှာဆိုရင် special skin တွေကိုကတကယ်လို့အဆင့်3ကိုရောင်းနေပြီဆိုတော့ special skin ကိုယူလို့ရမယ်ကိုကနောက်ဒီ test လေးလုပ်လို့ဒီအဆင့်5ထိရောက်မယ်ဆိုတော့ဒါ lucky box skin တွေကိုယူလို့ရမှာဖြစ်ပါတယ်ခေဒီတော့ဒီ event ကတော့တော်တော်မိုက်တယ်ဒါကြောင့်မလို့ brother တို့အနေနဲ့ဒါဒီ event ကိုလည်းတခြားပေါင်းလုပ်တင်တယ်လို့ထင်ပါတယ်ဒီ event မှာဆိုလဲဒါအေးချက်ချလုံးလုံးမလုံးပေါ့နော် test လေးတွေလိုက်လုပ်မယ်ဆိုရင်တော့အနည်းဆုံး special skin တစ်ကောင်တော့ယူနိုင်ပါတယ်အမြင့်ဆုံး test တွေအကုန်လုံးတခြားနေ့တိုင်းလိုက်လုပ်မယ်ဆိုရင်တော့ဒါဒီ lucky box skin တွေထိယူနိုင်ပါမယ်ဒီ lucky box skin တွေကလည်းတော်တော်များများမှရှိတဲ့ skin တွေပါပဲဒါကြောင့်မလို့သိပြီးတော့ဒါထူးဆန်းမှပြီးတော့မထင်ပါဘူးကဲဒီဗီဒီယိုလေးကဒီလောက်ပါပဲအဆုံးထိလိုက်ပါကြည့်ရှုပေးကြရတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုသဘောကျရဆိုရင်ကျွန်တော် channel လေးကို like and subscribe နေပြီးတော့အားပေးတော့ကိုပဲတောင်းဆိုလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ